တုံးလက်တုံး23မှာအခုလိုမျိုး3000မကျော်ပဲနဲ့ဟင်းလေးတစ်ခွက်ချက်စားကြမယ်နော်အားလုံးဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါအောင်ရှင်ပထမဆုံးဈေးရနေပြီးတော့ပဲပြ900ဘူးဝယ်လာပါတယ်ခင်းချင်နေရ1000ဘူးဒါပေမဲ့တဝက်ကတော့ရေကတက်တိုင်းမှာခြံထားပါတယ်ရှင်အပီလေးနည်းနည်းထည့်မယ်ဒါကတော့နည်းနည်းမင်းကဈေးတဲ့အနည်းဆုံး1000ဘူးမှဝယ်လို့ရတယ်ဆိုတော့နည်းနည်းမင်းလေးပဲပါပါမယ်ရှင်ပူလာရင်စီထည့်မယ်စီပူလာပြီဆိုရင်တော့စနင်းမုတ်လေးနည်းငယ်ထည့်ပါမယ်ပြီးရင်တော့ပဲပြလေးတွေကိုအပေါ်ရင်စောလေးတင်းအောင်ပဲအရင်ကြော်ထားပါမယ်ရှင်ဒီဟင်းဆိုလို့ရှိရင်တော့10မိနစ်ကိုလူ2ယောက်လောက်တော့စားလို့ရပါတယ်ရှင်ပြီးတော့ဒီလိုမျိုးအယောင်လေးရဲပြီးတော့ပေါ်ရင်ကြောလေးတွေကျက်လာပြီဆိုရင်တော့ပဲပြလေးတွေရပါပြီရှင်ပြီးရင်တော့ပကံတစ်ခုတည်းကိုဆယ်ထားပါမယ်နော်ပဲပြကြော်ထားတဲ့စီနဲ့ပဲပြဟင်းလေးကိုဆက်ချက်ပါမယ်ရှင်ညုံဆုံးချက်တော်နီတွေကိုစီတက်ပါမယ်ချက်တော်နီလေးတွေအယောင်ပြောင်းလာပြီဆိုရင်တော့ခရမ်းစင်သီးလေးပါထည့်ပြီးတော့စီတက်ပါမယ်ရှင်ခရမ်းစင်သီးလေးတွေနည်းငယ်လေးစီနဲ့လုံးသွားပြီဆိုရင်တော့ငပိလေးနည်းငယ်ထည့်ပါမယ်စားဟင်းချိုမုတ်ထည့်ပါမယ်ရှင်အယောင်အတွက်အယောင်တင်မှုတ်လေးလည်းထည့်လိုက်ပါမယ်ပြီးရင်တော့ရေထည့်ပြီးတော့အုပ်ထားလိုက်ပါမယ်ရှင်ကဲဒါဆိုရင်တော့အနှစ်ကျသွားတဲ့ခင်းချင်သီးလေးရဝိုင်းကြော်ထားတဲ့ပဲပြားလေးတွေထည့်ပါမယ်ရှင်ရေလေးနဲ့ငယ်ထည့်ပြီးတော့ချက်လိုက်မယ်ဆိုရင်တော့ပဲပြားဆက်လေးရပါပြီရှင်နောက်ဆုံးမှာတော့ဈေးတွေကအပေါက်ဆိုးစွာနဲ့ရောင်းလိုက်တဲ့နန်းနမင်း1000ဘိုးတွေကတဝက်လောက်ကိုပဲထည့်လိုက်ရင်တော့ပဲပြားချက်လေးရပါပြီရှင်ဒါမျိုးလေးချက်စားကြည့်နော်ထမင်းစားလို့အရမ်းမိန်ပါရဲ့ရှင်ဒါကတော့လွယ်ကူမြန်ဆန်တက်တာပေါ့နော်ပဲပြချက်လေးပါရှင်အားလုံးပဲဗီဒီယိုလေးအဆုံးထိကြည့်ပေးလို့ကျေးဇူးပါရှင်နောက်လဲဟင်းချက်နီးတွေအများကြီးတင်ပေးမှာမို့လို့အကောင့်လေးကိုအပေါင်းလေးနှိပ်ခဲ့ပေးပါရှင်